Good morning, ladies and gentlemen. မင်္ဂလာရှိသောနေ့ခင်းချိန်ခါတမယပါခင်ဗျာချစ်ခင်လေးစားပါသောဂုဏ်တည်ရှိတဲ့တော်ပေါင်းတို့ခင်ဗျာယနေ့အင်မတန်မှတာယာချမ်းမြေ့လာပါတယ်မင်္ဂလာနေ့ခင်းမှာဆင်နွှဲခြင်းပါသောမင်္ဂလာအခမ်းပွဲခမ်းနားရဲ့အစီအစဉ်များကိုနောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာစတင်မှာဖြစ်ပါတယ်အဲဒီအတွက်ဧတရများလုံးသတ်မှတ်ထားသောထိုင်ကုန်နေရာများမှာကြိုတင်ဝင်ရောက်နေရာယူပေးနိုင်ဖို့လေးစားစွာပန်ကြားပါရစေခင်ဗျာဂုဏ်တည်ရှိတဲ့လူချင်းမပေါင်းတို့ခင်ဗျာယနေ့အင်တမတာယာချမ်းမြေ့လာပါသောမင်္ဂလာနေ့ခင်းမှာဆင်နွှဲခြင်းပါတဲ့မင်္ဂလာအခမ်းပွဲခမ်းနားရဲ့အစီအစဉ်များကိုအခုပဲစတင်ခွင့်ပြုပါခင်ဗျာ大家好မင်္ဂလာရှိသောနေ့ခင်းချိန်ခါတမယပါခင်ဗျာဒီကနေ့အင်မတန်မှတာယာကြည်လင်လှပတဲ့မင်္ဂလာနေ့ခင်းမှာဆင်နွှဲခြင်းပါသောမင်္ဂလာအခမ်းပွဲခမ်းနားကိုယနေ့ရက်ဝေးမှာအခုလိုမျိုးကြွရောက်အားပေးခြင်းမြင့်ကြပါသောဂုဏ်တည်ရှိဧတရများအားလုံးကာယဒုက္ခစိတ်တဒုက္ခနှဖျားသောဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းမင်္ဂလာအခမ်းအနားမူကျွန်တော်ညီညာအောင်မှာနှုတ်ခွန်းဆက်တာရင်နဲ့ကာရဝပြုပါရစေဧတရများရှင်လန်းချမ်းမြေပါစေခင်ဗျာဂုဏ်တည်ရှိဧတရပေါင်းတို့ခင်ဗျာဒီကနေ့မြန်မာဝေါ်ဟာကောဇာတက္ကရာ1389ခုနှစ်နဗလာဇန်4ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့အင်မတန်မှတာယာချီလင်လှပတဲ့မင်္ဂလာနေ့လည်ခင်းမှာဆင်နွှဲခြင်းပါသောမင်္ဂလာအခမ်းပွဲခမ်းနားစီစဉ်များစတင်ဖို့မင်္ဂလာအချိန်မင်္ဂလာအခါမင်္ဂလာနာရီကတော့ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့မင်္ဂလာမောင်နှံနှစ်ဦးနဲ့အတူနှစ်ဖက်သောဂုဏ်တည်ရှိမိဘများအုပ်ထိန်းသူများအားမင်္ဂလာနေရာမွန်တို့ဖိတ်မှန်တကားပြုရမယ့်အချိန်ပဲဖြစ်ပါတယ်။ဒီနေရာမှာညီမငယ်လေးမငွေစင်သွန်းမမင်္ဂလာပန်းများဖြန့်ခင်ပြီးညီမငယ်မထက်မြတ်နိုးမမင်္ဂလာအောင်စပယ်ပန်းကုန်းနဲ့မင်္ဂလာစိန်လက်ထက်လက်စွပ်ကလပ်ကိုကိုင်ဆောင်ကမင်္ဂလာမောင်နှံနှုတ်နှစ်အတူနှစ်ဖက်သောဂုဏ်တည်ရှိလူကြီးမိဘများအားဖိတ်မှန်တကားပြုမှာပဲဖြစ်ပါတယ်။အဲ့တို့များအားလုံးကလည်းကြိုးစိုးပေးကြပါအောင်ခင်ဗျာ။ဂုဏ်တည်ရှိတဲ့ပေါင်းတို့ခင်ဗျာမင်္ဂလာတို့သားနဲ့အတူမိဘများဧတရများအားလုံးရဲ့ဩဘာလက်ခုပ်သများနဲ့ကြိုးစုဂုဏ်ပြုခြင်းမြင်အားပေးပါအောင်ခင်ဗျာရှေ့ရှေ့တာချာ
ဂုံသေးရှိရတဲ့တော့ဘောင်းတို့ခင်ဗျာခံညာတော်သူတို့သားစိတ်မင်းထက်ကိုရောက်ရှိလို့နေပြီဖြစ်တဲ့အတွက်ယနေ့ပွဲခန်းနာရဲ့ဂုံဒရက်ဖြစ်သောလှပတင့်တယ်တဲ့မင်္ဂလာသူတို့သမီးလေးအားအုတ်ထင်းသူများနဲ့အတူဖိတ်မယ်ကပြုရမယ့်အချိန်ခါပဲဖြစ်ပါတယ်ကြိုးစိုးဂုံပြုပေးပါအောင်ခင်ဗျာယနေ့ပွဲခန်းနာရဲ့ဂုံဒရက်ဖြစ်သောမင်္ဂလာသူတို့သမီးလေးအားဧည့်သည်များအားလုံးရဲ့ဩဘာလကုတ်တန်ချင်းကြီးနဲ့တူကြိုးစိုးဂုံပြုချီးမြှင့်အားပေးကြပါအောင်ခင်ဗျာ Thank you so much ရှေ့ရှေ့တာချာယနေ့ကြော်ရောက်အားပေးခြင်းမြင့်ကြသောဂုံတည်ရှိဧည့်သည်လူကြီးမင်းပေါင်းတို့ခင်ဗျာယခုချိန်မှာဆိုရင်ခံညာသောမင်္ဂလာသူတို့သား